ပေးကိုအောက်ဥမာပကပ MOD တွေကိုအရေးပေါ်ဖွဲ့စည်းလိုက်တဲ့အချိန်မှာပကပ MOD မတိန်ခင်ကပကပ MOD မတိန်ခင်ကဘယ်သူမှဘယ်အဖွဲ့ကိုမှဗိုလ်ချဆိုးမို့လို့မရဘူးမင်္ဂလာပါမြန်မာနိုင်ငံအတွင်းမှာနေ့စဉ်ဖြစ်ပွားနေတဲ့မြေပြင်အခြေအနေနဲ့တိကျမှန်တဲ့သတင်းကိုစနစ်တကျတင်ဆက်ပေးနေတဲ့ခေတ်သစ် channel မှာကြိုဆိုပါရစေဘယ်အဖွဲ့ကိုမှကိန်တွယ်လို့မရဘူးဒီလိုပြန့်သွားတဲ့အဖွဲ့တွေကိုကိန်တွယ်ဖို့အတွက်ဆိုပြီးတော့မှအာရင်းတို့တို့meetingခေါ်တယ်ထောက်ဖို့တွေကလည်းအရမ်းမထောက်ဖို့ရပါဘူးเนาะအကုန်လုံးအသေးစားတပုံတွေဖြစ်သွားပြီးတော့မှအတောင်ကျန်းတူမြန်မာပြည်ကရောင်စုံတပုံတွေပေါ်သွားမယ်ဒေါ်အာရင်းတို့ကျမတို့အဲ့ meeting ကိုတကယ်ကိုပုတ်ဖြစ်တန်းလို့ကျမတို့အကုန်လုံးတက်ရတယ်တက်ပြီးတော့မှထောက်ပံ့တဲ့ဟာကို UGC ကိုတနေ့စနစ်တကျဝင်ထားတဲ့ PDF ကိုပိန်နံပါတ်ထွက်ထားတဲ့ PDF တွေမှာမဟုတ်ရင်မလူရပါဘူးဆိုတော့ဒေါ်အရင်းတို့ကလည်းအော်တာပေါ့ဟဲ့နင်တို့တွေတပုံဖြစ်သွားမယ်မလူနိုင်ဘူးအဲ့ဒီအချိန်မှာအလူခံတဲ့လူတွေကလည်းတပုံကြီးသိရမလားဆိုတော့မလူနိုင်ဘူး UG အောက်ကိုဝင်မလူမယ်လို့မရင်းတို့ကိုယ်တွေအော်လိုက်တာပေါ့ဒါ UG အဲ့တော့ကိုက UG ရဲ့ကနေတဲ့အကပုံ move ပုံကိုလိုက်ရတာလေဆိုတော့ UG အောက်ကိုဝင်နေကွာယုံနေသေးတယ်နော်ဒီလောက်ကလေးဆိုတော့ဟောဒါလှုပ်တဲ့ဟာလှုပ်တာပဲ UG အောက်ကိုဝင်လို့ရတဲ့လူတွေအကုန်လုံးဝင်လာကိုလူတွေအကုန်ဝင်တာဘာလို့ဟိုပြေးပြေးရတာလဲမောပြီလေကိုအိမ်ကနေမနေရတော့ဟိုအိမ်ကိုသွားနေဒီအိမ်ကိုသွားနေရန်ကုန်မှာမနေရရင်မန္တလေးလောက်ခဏဆင်းနေဟိုဘက်ကိုဆင်းနေဒီဘက်ကိုဆင်းနေရှောင်းလို့လည်းမရတော့ရှောင်းနေသိလည်းမရတော့ကလုံးမဲဆောက်ကိုပဲတန်းစီပြေးကြတော့တာဗောတက်ကမုံညိုလို့ရောအဲ့လိုဘာကြောင့်ပြေးရတာလဲလို့မေးလို့ရှင်မဲဆောက်ကိုဘာလို့ပြေးရလဲဘလို့မှပုံနေလို့မရတော့ဘလို့မှမြန်မာပြည်ထဲမှာဟိုပြေးပြေးလို့ရတဲ့အရှင်တွေမှာမရှိတော့တဲ့ကိုဗစ်ကလည်းဖြစ်နေသေးတယ်အချိန်မှာဆိုတော့အကုန်လုံးပြေးဖို့ဒိုမေးတောင်ပြေးရတယ်ဒိုမေးတောင်ပြေးရတယ်ဒါရိုက်ဂိုးတူပြေးဆိုတာနောက်ကြတဲ့ရှေတောက်တစ္ဆာဖောက်ဆိုပြီးပြေးရတာပဲမပြေးလို့မှမရတာမပြေးလို့မရတဲ့အရှင်တွေကိုဖန်တီးတဲ့အရှင်တွေတရက်တွေရှိတော့ပြေးကြရတယ်ပြေးကြရတဲ့ကဏ္ဍမှာမဲဆောက်မှာကွာအိမ်900တောင်မှနော် UG ရဲ့လူကြီးတွေငားတဲ့မင်းသမီးမင်းသားအစိုးတော်တွေငားတဲ့အိမ်ကသူတို့ငားလို့ကြံတဲ့အိမ်လေးတွေမှာကိုရီးယားအခွန်ကောက်ပြီးလိမ့်ငားတာအိမ်ငားကလည်းအကုန်ပြည့်ပြီးတော့မှဈေးကလည်းသူတို့တွေကဈေးကြီးတွေပေးထားခဲ့တဲ့ခါကျတော့သူတို့တွေကတော့စောက်ပြားတွေရှိတော့ဈေးကြီးတွေပေးခဲ့တဲ့ခါကျတော့အနောက်ကနေပြီးမှဒီ CDM မလိမ်မှာရှိစုမက်စုလေးတွေပြေးတဲ့လူတွေကအိမ်လားစာတွေမတက်နိုင်တော့တခါလေ10ယောက်တစ်ဖွဲ့15ယောက်တစ်ဖွဲ့အယောက်20တစ်ဖွဲ့နေတော့ထိုင်းရဖမ်းရောအိမ်လိုက်ကိုဝင်စိတ်ပြီးဖမ်းရောတောက်ပြတနာတွေတိန်တက်ပြီးအဲ့မှာဘာဖြစ်လို့လဲဆိုခက်ခဲလာပြီဆိုတော့လူတွေကကိုအခက်ခဲပြေးလဲဖို့အတွက်လိန်လာကြတော့လူလိန်တွေကမဲဆောက်မှာပေါ်လာရောနော်လူလိန်တွေကမဲဆောက်မှာပေါ်သွားရောဒါကဘာကိုဆိုလိုတာလဲဆိုကျမတို့အားကိုလိုက်တဲ့အစိုးရကစနစ်တကျဖွဲ့စည်းပြီးတော့မှတွားမဲ့လမ်းကြောတွေကတစ်စစ်မှာတော့ကအနောက်ကနေဒါမှနေပြီးအဲ့ဒါတော့မဟုတ်ဘူးအဲ့နောက်ပြီးတော့မှပထမဘတ်ဂျက်ကဘယ်မှာမားလဲဆိုအဲ့လိုမားတဲ့အချိန်မှာပထမဘတ်ဂျက်မတင်ခင်မှာဒီပစ္စည်းတွေလက်နက်တွေမချပြီးပဲနဲ့ဒီပထမဆုံးထိုက်ဆုံး UG ရဲ့ဘတ်ဂျက်တွေဒီ CDN တွေခွဲပေးပြီးတော့မှ UG ကပြည်သူဘတ်ဂျက်ထိတ်ဆုံးစပေးတဲ့အဖွဲ့အစည်းတွေ PDF တွေကိုထိတ်ဆုံးစပေးလိုက်တာကိုကတော့ UG စီကအဖွဲ့ချိန်မိသွားပြီး UG ရဲ့PDF တွေနဲ့အနေနဲ့ကိုပိန်နံပါတ်တွေထွက်ပြီးတော့မှဥမြင့်တင်တို့မှအစပေါ့ဟောခမများတို့ကဘဲပကဖဘဲတိန်တာဝန်ခံဘဒူတာဝန်ခံလို့တော့မတ်တွေကိုကိုလုံးတက်စီဒေါက်တာနန်ဝင်းတို့မှစဒေါက်တာနန်ဝင်းဆိုအရင်နဲ့ခင်ပါတယ်နော်ဆရာကိုစော်ကားတာတော့မဟုတ်ဘူးတော့တခါလေးပြောလိုက်မယ်ဒေါက်တာနန်ဝင်းတို့ကနေစအကုန်လုံးသူ့ဟာနဲ့သူတာဝန်ကိုစီယူသွားပြီးရဲ့ခါကျတော့ဟဲ့ဆရာတို့ရေလို့ UG စီကနေပစ္စည်းကြားတော့မယ်ဆိုတော့ကျွန်တော်တို့တိတ်ပွဲဖော်ဆောင်လို့ရတော့မှာပေါ့ဆိုဘေးရတာပတ်စံချလိုက်တဲ့ပုံစံကိုဘယ်လိုပြောမလဲဆိုအမှန်ဆို UG ကပြည်သူပတ်စံတွေကိုအဲ့လိုရှာမဲ့တူဒုတ်ဘနဲ့ချောင်းဆိုပြတူက UCB ဝယ်ပြီးဒုတ်မှာကိုပိန်နံပါတ်တက်ပြီးခွဲဝေပေးရမယ်ဆိုတာအာရင်းအကြံဉာဏ်ပေးခဲ့တာနော်ဒုတ်တွေကိုစနစ်တကျခွဲဝေပေးပါဘယ်တက်ရင်ကိုဘယ်နဲ့လက်ဘယ်တက်ရင်ကိုဘယ်နဲ့လက်ဒုတ်တွေမှာကိုပိန်နံပါတ် UG ရဲ့ကိုပိန်နံပါတ်တွေစီးသုံးတွေထူလိုက်ပြီးဒီလက်နဲ့အပ်တဲ့ကလေးတွေကဒီလက်နဲ့ပေါ်မှာတစ္ဆာရှိရမယ်ဆိုတဲ့အဓိဋ္ဌာန်နေနဲ့အလိုက်ဆိုတဲ့အခြေအနေမျိုးကျမဘာကြောင့်ပြောခဲ့တာလဲလို့ပြောလို့ရှိရင် UG ကဘတ်ဂျက်ခွဲလိုက်တယ်တောင်စားလင်းကြီးမျိုးနဲ့တိန်းတာဝန်ခံပေါ့နော်တိန်းတာဝန်ခံစီကိုတိန်းတစ်ထောင်ပေးလိုက်တယ်တိန်းတာဝန်ခံကသူနဲ့ခင်တဲ့အဖွဲ့တွေကိုရော့ဘယ်အဖွဲ့ကိုတိန်း100ဘယ်အဖွဲ့ကိုတိန်း100 UG အပေါ်ကိုတင်ပြလိုက်တယ်UG ကတော့ဘယ်အဖွဲ့ကိုတိန်း100ဘယ်အဖွဲ့ကိုတိန်း90ဘယ်အဖွဲ့ကိုအပေါ်ဝင်ကြီးတွေကအဲ့ဒီတိန်းတာဝန်ခံတင်ပြလာတဲ့စီးရင်ကိုပဲကြည်တာတကယ်မြေပြင်မှာတကယ်တိတ်တဲ့လူတွေစီကိုမခွဲဘူးငါနဲ့မျက်နှာတီးတဲ့အဖွဲ့ငါဩဇာအာနာခံတဲ့အဖွဲ့ကိုပဲဒီပစ္စည်းဒီပတ်စံတွေကိုခွဲပေးပါတယ်ဆိုတဲ့စောက်တလွဲတွေလောက်လာရောအဲ့မှာပြဿနာတွေတော်တော်ကြီးတက်တယ်နော်တော်တော်ကြီးတက်တယ်ဆိုတာဒီမြောင်တို့မြိန်တို့ရေစကြိုတို့စားလင်းကြီးတို့မှာအကြီးအကျယ်နော်ဒီစားလင်းကြီးမှာတော့တောင်စားလင်းကြီးနဲ့မြောက်စားလင်းကြီးရှိသေးတယ်ဆို
ဆိုတော့တောင်စားလင်းကြီးကိုပေးလိုက်တယ်မြောက်စားလင်းကြီးကကြံတယ်မြောက်စားလင်းကြီးကိုပေးလိုက်တယ်တောင်စားလင်းကြီးကကြံတယ်အဲ့လိုကြံတယ်လောက်တော့ကျွန်တော်တို့ကတကယ်လောက်ရတယ်ကျွန်တော်တို့စီကိုဘတ်ဂျက်ခွဲတာကြတော့မရောက်ဘူးဆိုပြီးတော့မှပြဿနာတွေတတိတတိုင်းတက်ပြီးတော့မှအညာမြေစပြီးပြိုကွဲခြင်းအစကအဲ့ကစအညာမြေစပြီးပြိုကွဲခြင်းအစကိုပြောပါဟိဆိုအဲ့ကစငါတော့သူတို့စီအယူဂျီစီကနေမှအလက်20 30ကိုပိန်နံပါတ်နဲ့ချလာတဲ့ပစ္စည်းတွေရောက်လာမယ်ပဲတွက်တာဗောဟုတ်ပတ်စာကြီးခွဲချလိုက်တယ်တိန်းတာဝန်ကိုတိန်းဘယ်နှထောင်ဘယ်တိန်းရဲ့တာဝန်ခံတိန်းရဲ့တာဝန်ခံကနေနင်တို့ပြည်နယ်မှာဘယ်နှဖွဲ့ရှိတယ်ပြည်နယ်တာဝန်ခံပြည်နယ်တာဝန်ခံကနေတကယ်သွားတော့အပေါ်ကနေပြီးအယူဂျီကိုကျွန်တော်တို့အဖွဲ့ဘယ်နှဖွဲ့ကိုခွဲပေးလိုက်ပါပြီစီရင်တင်လိုက်တယ်အပေါ်ကဝင်ကြီးတွေကိုအပေါ်ဝင်ကြီးကဒေါ်ရီဒီမှာတင်ပြီးပြီလေဒေါ်ရီကဒီအောက်ကနေပြောမဟုတ်ဘူးတကယ်တိတ်တဲ့ဖွဲ့ကဒီစာလင်းကြီးမှာနေခံဖွဲ့ကဒီလူနဲ့ဒီလူကမရဘူးပြောတယ်ဒီပေါ်မှာတင်ထားတဲ့အဖွဲ့ကမတိတ်တဲ့ဖွဲ့ဘယ်မှာလဲသူတို့ဖွဲ့လူဘယ်လောက်ရှိလဲအဲ့လိုဝင်ထောက်တဲ့ခါကျတော့ဒေါ်ရီဝင်ဆဲကြတယ်ကျွမ်းလာမဟုတ်ဘူးတိတ်တဲ့ဖွဲ့ကဒီမှာကုံတွေဦးတို့တိတ်တယ်ဒီကုံတွေဦးတို့ဖွဲ့ဥပမာနော်ဒါဘိုချတစ်တို့တိတ်တယ်ဘိုချတစ်တို့ဖွဲ့ဒီအဖွဲ့တွေစီမရောက်ဘူးဒီအခုထိုက်ဆုံးခွဲလိုက်တဲ့ဘတ်ဂျက်ကဘယ်ကိုရောက်သွားတာလဲအဲ့ဒီဖွဲ့ကဘယ်မှာလဲမရှိတဲ့အဖွဲ့ကိုစီရင်တင်ပြီးဘတ်ဂျက်ဖြောင်းလာဘတ်ဂျက်ဖြောင်းလာဒန်အဲ့အနိစားဘတ်ဂျက်တွေဖြောင်းလာဆိုတော့အပေါ်အယူကြီးဝင်ကြီးတွေကတခါမှမရင်တော့ပြောပြရင်တော့ဟဲ့မရင်ပြောတယ်ဘေဖွဲ့လို့ပြောတယ်အပေးလိုက်အောင်ဆိုအဲ့ဆိုပေးမယ်ဒေါ်ရင်အော်တဲ့အဖွဲကြကြီးကြောက်စရာကြီးဒေါ်ရင်ကတက်အော်တယ်ပေးမရမယ်ဒေါ်ရင်အော်လိုက်မှာကြောက်လို့ပေးမရမယ်ဘယ်ဖွဲ့သူ့နာမှာအဖွဲတွေရှိတယ်ဘယ်ဖွဲ့တွေကိုပေးမရမယ်တချို့ကြတော့လေဘယ်လိုမျိုးဖော်ချချလဲဆိုခမားအယူကြီးရဲ့ဘတ်ဂျက်ကခမားပေးတဲ့ငွေထက်နည်းနေတယ်ခမားပဲပေးလိုက်တော့ဘယ်ဖွဲ့ဘတ်ဂျက်ကနည်းနေတယ်တော့ကြောင့်မလို့နော်ဒီရောက်လာတဲ့ဘတ်ဂျက်ကနည်းတာဖြစ်တဲ့အတွက်ဘယ်ဖွဲ့ကိုတော့မရရတာဝန်ပြီးလူခံပေးလိုက်ကျွန်တော်ကတော့ဘယ်ဖွဲ့ကိုပေးပါမယ်ဆိုတဲ့အစီအစဉ်မျိုးထိတောင်မှမရပါခဲ့တယ်ဒေါက်တာနန်းဝင်းရေဒီကအရင်ပြောနေတာအမှန်လဲဆိုတာလာတက်ပြောပေးပါဦးနော်လာလေးလက်မလေးပါလေးလဲလာထောင်ပေးပါဦးနော်လာလေးလက်မလေးပါလေးလာထောင်ပေးပါဦးဒါအညာမြေရဲ့အဖြစ်ပြက်အစရင်းခတ်အမှန်ပဲဆိုတော့မာရီယာဟာဒါဆိုဒီလောက်ပြဿနာတွေတက်ပြီးရှုပ်တခါဟိုယောဂန်ကောမှလည်းရမင်းလိုက်အောက်ဝင်တာနဲ့မဝင်တာနဲ့ဒီမဝင်တာအချင်းချင်းတွေပြန်ထိုးကုန်မယ်ကဲအယူဂျီကပဲတန်စနစ်တကျအယူဂျီကိုနင်တို့ကပတ်စံပုံးအယူဂျီကတာဝန်ခံတွေကဒီတုတ်တွေကိုဝဲပြီးတော့မှအယူဂျီရဲ့ဘတ်တစိတ်တွေတခြားရိုက်ပြီးတော့မှလက်နဲ့အနံပွဲနဲ့အဲ့ဒါဆိုရင်တော့အဆင်ပြေတယ်ကဲအယူဂျီအောက်မှမဝင်ရင်မလူဘူးထပ်អော်ပြန်ရောအယူဂျီအောက်မှမဝင်မလို့ဘူးအယူဂျီကိုပဲငါတို့ပေးမယ်အယူဂျီစီကပဲအကုန်လုံးဘတ်ဂျက်တောင်းအဲ့ဒါကျမရဲ့ထိတ်ဆုံးအမဒုတိယဟင်းတော့ဖြစ်သွားတာကျမရဲ့ထိတ်ဆုံးအမစတာအော်ပြန်ရောအော်ဘတ်ဂျက်တွေကိုဝင်နေမှာငက်ကင်ဆိုငက်ကင်နဲ့ထက်ငါတို့ငက်ကင်ရမှာဒီချီပဲအနေတိတ်မယ်အဆုံးတိတ်မယ်ငါတို့ကတိတ်မယ်ဆိုတာမသိဘူးလေ national လေnational မသိဘူးဘူးတိတ်မယ်မသိဘူးငါတို့ကတော့မင်းအောင်လိုက်တုံးနဲ့ထိုးငါတို့အရေးပဲငါတို့ရေးတို့အရေးပဲဆိုတော့ထိုးမယ်တိတ်မယ်ထဲကြစင်ကာပူမှာဆိုမီတင်လုပ်ရင်စင်ကာပူမှာမေယူတို့မီတင်လုပ်ပြီးဆိုငက်ကင်တဲ့ကိုပတ်စံထဲမယ်ဆိုဘလို့နီးနဲ့သွားလူကြဘလို့လူကြဘလို့ထဲကြဘလို့ထဲကိုဝင်ကြဘယ် page မှာလဲတောင်းတယ် click and donate မှာတွား click လိုက်အောင်ဟိုမှာလဲပတ်စံရတယ်ဒီမှာလဲပတ်စံရတယ်ကိုတော့မသိဘူးလေရဖို့ပဲတို့တယ်ငါတို့ကစောက်ခွေပြုတ်ပဲလေမသိဘူးမသိတော့ဟိုအောင်ဒီအောင်မလေးမအိတ်နိုင်မစားနိုင်စောက်တရက်မှာ3နိုင်4နိုင်လေးအိတ်ပြီးတော့မှခါလေတော်လည်းရေးရို့ခါလေနေတော့မယ်ဆိုလဲဇော်ကြီးနဲ့ဘာနဲဒီမခံချင်းစိတ်ခံပြင်းစိတ်ဘာဇော်တွေနဲ့လုံမှန်းကိုမသိဘူးတော်အရင်လည်းဒီအောက်ဆီဂျင်ဆက်တွေဆိုတာလေအနည်းဆုံးမလေးဝေးဆို15 kg 18 kg လောက်လေးတဲ့ဟာတွေလေမပလိုက်တာပဲဘလို့နီးနဲ့မလည်းမသိအလုံး20 30တခါလေမပလိုက်တာပဲဘာဇော်နဲ့လဲဆိုနေမာပဲဆိုလဲဇော်နဲ့ငါတို့ကနေမာပဲဆိုလဲဇော်ကြီးနဲ့လှုပ်တယ်အပေါ်ကနေလှုပ်တဲ့ခေါင်းဆောင်တွေစောက်တယ်လှုပ်တာတော့ပြည်သူတွေမြင်ပါပဲကျမလည်းမပြောတော့ပြောရင်ကျမတို့လည်းဒီထက်ပိုပြီးစောက်အပြောခံအကောင့်တွေလည်းထုလို့တော့တကောက်ပြီးတကောက်ကြတယ်အကောင့်လေး 5k လောက်ရလာရင်ထုပြီးကျမရဲ့အကောင့်ဆိုရင် 41k ရတဲ့အကောင့်တစ်ခုပဲရှိဘူးလေအဲ့ဒီ k လည်းကြတာပဲအကောင့်ဆိုဒေါ်အရင်တက်လိုက်ပြီဆိုတာနဲ့ကိုချတာထုတာတုံအမှန်တရားတွေပြောမယ်ဆိုတာသိတဲ့အခါကျတော့ဒီကောင်မရမဖုံးနင်တို့ငါဖုံးထားပေးတဲ့ဟာကြီးအများကြီးရှိနေတယ်ဒါဒီနေ့ပြောတဲ့ဟာအဖျားလေးပဲပြောနေတာအများကြီးရှိနေတယ်နင်တို့ဟာတွေနင်တို့ပုတ်တဲ့အပုတ်တွေငါတို့ပြောချင်တာရှင်းလေဖဲလေအပေါ်ကဝင်ကြီးတွေမြေပြင်ကိုဆင်းကြည့်ပါဦးမြေပြင်ကအတန်ဆိုတာနားထောင်ရလွယ်ပါတယ်နော်
တကယ်မြေပြင်ပေါ်ကရွာသူရွာသားတွေနဲ့တကယ်ကိုမြေပြင်ပေါ်ကလူတွေရဲ့အတန်ကိုဝင်ကြီးတွေနားထောင်ဖို့လိုပါတယ်တာရီယာနိုင်ငံနေဖင်ချီပန်းပြီးအော်မနေပါနဲ့လို့အကြိမ်ကြိမ်ပြောတဲ့ဗဇက်ကြီးနေရွက်ရှိန်နေပြီပြောလာမှာဗဇက်ကြီးဒီအပြာကြီးစောက်တော်လိုက်ရေးရောက်မှစောက်ဗဇက်ပေါက်လေတော်တော်ကျဲလာပြီနေရွက်ရှိန်တော့မယ်တော်လိုက်ရေးရမှာပဲဗဇက်ပေါက်လေနေရွက်ရှိန်နေပြီပြောလာမှာတကယ်ကိုအနာခံပြောတဲ့ပြောပေးတာလောက်ဒီလောက်ပြောပေးတာလောက်ကိုမရှိတော့ဘူးပြောပေးတာမှာစုံတိပြောပေးတယ်ကိုလူရင်မြေပြင်ကိုဆင်းလိုက်အောင်မြေပြင်ကိုစစ်တကယ်လောက်တဲ့လူရှေပေါ်နေတဲ့လူကိုမြောက်တင်ပြီးကဲဒီကပိုင်းပြီးသွားပြီနောက်ပိုင်းကိုရောက်လာပြီဒါအရှိဘိန်းမှနေလို့စောက်တလွဲကြော်တွေလောက်လာပြီးတော့မှဟာတော်လန်ရေးကြီးဒီလိုရဲရဲတောက်နေတဲ့အညာမြေကြီးတွေးကွဲသွားတယ်တွေးကွဲအောင်ဘာလို့လုပ်လဲနင်တို့ပဲလောက်တာလေအညာရွတွဲမကကြောရှင်းကတ်ထားကြောရှင်းကတ်ထားတယ်နင်တို့ကကြောရှင်းကတ်ထားဆိုပြီးတော့မှအခါနဲ့အနောက်ကနေကြည်စံနောက်နှစ်ထင်တဲ့ပြီးလာပြစ်သွားတော့ဘလို့လို့ကြောရှင်းကတ်ရဲမလို့နင်တို့ကကြောရှင်းကတ်ထားတော့ကြောရှင်းကတ်ထားဆိုတော့အနောက်ကိုချီထိုးနေတာလေတဲ့ဤထိုးချနေပြောင်းဆိုတော့လဲပြူဘာကြောရှင်းကတ်ထားလဲနင်တို့ကကြောရှင်းကတ်ထားဆိုပြီးအရှိကိုပြစ်လာဆိုအရှိကိုမပြစ်ဘူးအနောက်ကျော်ပြန်ပြစ်နေတော့ဘလို့ကြောရှင်းကတ်မလဲနင်တို့ကကြောရှင်းကတ်ထားအော်တာပဲဒါစီလုံးချင်းဒီအင်အားဘာဖြစ်တယ်ညာဖြစ်တယ်ပါစီပါစပရပအညာမီမှာဟိုဖွေးရတော့ပတ်စရတယ်ကျွန်တော်တို့အမပကဖအမိုဒီပေါ်လာတော့ငါအယူဂျီရဲ့ပကဖငါအယူဂျီရဲ့အမိုဒီငါဘာညာဘာဆိုအဆောက်ကောင်လေးဘသူကခတ်အပ်ပြီးပြည်သူရဲ့မျက်နှာကိုတော့မကြည့်တော့ဘူးပြည်သူနယ်မြေတွေအနာခံပြီးစစ်တိတ်ပြီးတော့မှပြည်သူနယ်မြေတွေမီးလောင်ခံပြီးစစ်တိတ်ပြီးမှပြည်သူမျက်နှာကိုမကြည့်ပဲနဲ့ငါဘယ်ပကဖမင်းတို့ကြည်ဖောက်ရင်တော့ငါတို့အမိတ်ပေးရမယ်မင်းတို့ကြည်ထွက်ရင်လေရင်လာမယ်ဆိုတော့ကြည်တက်လောက်ကြည်မထွက်နဲ့ပေါ့ကြည်ထွက်ရင်လေရင်လာမယ်ဆိုပကဖ MOD တွေကိုပြောလိုက်ပါဦးနော်ကြည်ထွက်ရင်လေရင်လာမယ်ဆိုထောက်မနေနဲ့တော့တနက်လည်းဝယ်နေနဲ့တော့ပြက်လည်းပြက်နေနဲ့တော့မရအောင်လိုက်ဘောပဲပြင်းငုံလိုက်တော့ပြက်ဆိုပြီးတော့မှရှိုးလိုက်လေးစိုးတယ်လို့စိုးလိုက်တော့တိုက်မနေနဲ့တော့ဟုတ်လားနေကြည်ဖောက်ရင်ပကဖကိုစီးရင်တင်ရမယ်တိတ်ပွဲဖော်ဆောင်ရန်တော့ထောက်ရင်တော့ပကဖကိုစီးရင်တင်ရမယ် MOD ကိုတည်င်းပေးရမယ် MOD ပကဖကိုတည်င်းပေးပြီးမှအကုန်လုံးလုပ်ရတယ်နောက်တစ်ခုပြောမယ်နော် MOD ပကဖကရေပြရဲဘော်ရဲဘက်တွေတိတ်ပွဲဖော်ဆောင်မယ် main ထောက်မယ်ဆိုရင်ပကဖ MOD ကိုတည်င်းပေးရတယ် sorry အဲ့ဒါကိုမရရင်အပြစ်မပြောသေးဘူးထားလိုက်ပါဦးဒါကလေရင်လာမှာဆိုလို့ okay done နော်ပကဖနဲ့ MOD နဲ့ထောက်မှပကဖဆိုလေရဲအဖွဲ့ဆိုတာတသက်ရှိရဲ့စစ်ခွေရောက်ဝင်လာတယ်ပကိုအစစ်ကူတောင်းတယ်ငါတို့ကတဲ့ရဲဆိုတာအမှုခေကိုကိန်တွယ်တာပဲလောက်တာတဲ့နော်စစ်တိုက်တာမဟုတ်ဘူးတဲ့မကူနိုင်ဘူးတဲ့စောက်ရှက်လေးရှိကြပါဦးတော်လန်ရေးဖြစ်နေပါတယ်ဆိုမှနော်တိုက်ပွဲတွေဖြစ်နေပါတယ်ဆိုစစ်ခွေကဂျိုပေါက်ပြီးလာမှာမဟုတ်တာငါစစ်ခွေပါဆိုပြီးဂျိုပေါက်ပြီးလာတာမျိုးမဟုတ်ဘူးလေမတော်မဆတိုက်ပွဲထိုက်တွေ့တော့တဲ့ပွဲမျိုးတွေကြတော့အခုညီတောင်းပါတယ်ဆိုငါတို့တွေအားတဲ့ရဲပေါ့နော်ဒီတရားရေးရုံးအတွက်ကိုကာကွယ်မှုစင်းတာနဲ့အမှုခင်းအတွက်ပဲလုပ်တာတဲ့ငါတို့စီမှာအမှုခင်းအတွက်ပဲလက်နက်ကြီးစံရှိတယ်တဲ့အဲ့အတွက်မင်းတို့စစ်ကူမပေးနိုင်ဘူးဆိုတော့ဒီတော်လာရေးရုံးနင်တို့ဖြောက်ချလိုက်တော့မလုံးမသားကြီးအဲ့လိုတခါလေးပြောရင်စိတ်တွေတကယ်တူလာတယ်တိလားနော်ပြောရင်ဒေါ်လာကြီးလည်းတကယ်ထွက်တယ်တကယ်ပြောတာနော်ကလေးတွေကစစ်ကူတောင်းတယ်အရင်တော့ဆိုရင်လေမအေးကျွန်တော်တို့စစ်ကူတောင်းနေတယ်ပြောပြပါဦးဟိုလူပြောပြဒီလူပြောဟဲ့ဟိုမှာစစ်ကူတောင်းနေတယ်လို့អော်လိုက်လို့ရှိရင်အကုန်လုံးဝဲပြီးကူကြတယ်ကိုအကွာဟာကျွန်တော်တို့မကူရဲဘူးပကဖစိတ်တင်ရအောင်မယ်ပကဖကိုဆက်ပေါက်လိုက်အောင်မယ်ပကဖကိုဆက်ပေါက်နေရတယ်မယ်အားလုံးမသားတွေပေါ်ကုန်ရောအကဲပကဖလေဟာငါတို့ကစစ်တိုက်တဲ့အဖွဲမဟုတ်ဘူးငါတို့ကအမှုခင်းကိန်ပြီးတော့မှအပစ်ရှိရဲ့လူလိတ်ဖမ်းတဲ့အဖွဲအစည်းအဲ့ဒါခွဲထားသေးတယ်ဟဲ့ဘာမှလည်းမသိဘူးပကဖတကယ်စစ်ခွေးတွေလာလို့စစ်ကူတောင်းတော့မှအဲ့လိုမျိုးကရှိသေးတယ်ဟေးအောက်မှာတကယ်မြေပြင်မှာဝင်ကြီးများတက်ကျမရဲ့ like လေးကိုလည်းလာကြည့်ကြပါဝင်ကြီးများတက်ရဲ့ရှင်တို့အပေါ်ကနေလေပေါ်ကអော်နေတဲ့ဝင်ကြီးတွေអော်နေတဲ့ဟာနဲ့မြေပြင်မှာတကယ်ဖြစ်နေတဲ့ဟာစောက်တလွဲကြီးတွေလွဲတာမှာပိုးစိုးပတ်ဆက်လွဲစောက်တလွဲโอเคနည်းနည်းကြာသွားမယ်ကြာသွားရင်ကျမ like ကလူမကြည့်တော့ဘူးအရေးကြီးတဲ့ဟာတွေလူမကြည့်တော့မန်းတော့အရေးကြီးတာအများကြီးပြီးသွားပြီအဲ့ပိန်ပြီးဘုံနဂါပေါ်လာပြီပြောမလို့ဘုံနဂါနာမည်မကြီးခင်မှာဘုံနဂါရဲ့ညီတွေနဲ့အတူဘုံနဂါအဖွဲ့တွေအကုန်လုံးအဖမ်းခံလာရတယ်အများကြီး၈ယောက်လား9ယောက်လားမသိဘူးဖမ်းခံလာရတယ်အမ်ဘူလန့်ကားကြီးနဲ့လူနာသွားတင်နေစစ်ခွေးတွေပါဒလန်ပါဆိုပြီးတော့မှပြောတဲ့အချိန်မှာအန်ကယ်ဦးကျော်အောင်ကျော်ကအာရင်းကိုခေါ်တာညတကောင်ကြီး12နာရီတနာရီလောက်ရှိတဲ့အချိန်မှာလမ်းခေါ်တော့မြန်မာပြည်ဆိုရင်17နာရီလောက်ဖြစ်နေပြီခေါ်ကြည့်မယ်အဲ့ဒီအချိန်မှာဗိုလ်တမနီကဖုံးကြီးဝတ်ပဲရှိသေးတယ်လူဝတ်မရှိသေးဘူးဖုံးကြီးဝတ်ပဲအရှင်ပြဟာတက္ကမကြီးပါအခုဖမ်းလိုက်တဲ့လူတွေကလုံးဝရွာလူတွေပါတာဝန်
တက္ကမကြီးကိုယ်တိုင်လည်းတာဝန်ယူသလိုဂျပန်ကအန်ကယ်ဦးထွန်းအောင်ကျော်ကိုယ်တိုင်လည်းတာဝန်ယူပါတယ်အဲ့ကလေးတွေကိုမနေ့ပြင်မနေ့ကျရင်တက္ကမကြီးတာဝန်ယူပြီးလာခေါ်မယ်အဲ့ဒါပြန်လွတ်ပေးပါဆိုတော့ဟာတက္ကမကြီးမပူနဲ့လွတ်ပေးလိုက်မယ်တဲ့နောက်တနေ့မနေ့ကိုလွတ်ပေးလိုက်မယ်တဲ့နောက်တနေ့မနေ့ကျတော့လည်းလွတ်လိုက်ပြီးတဲ့ဟိုတောင်လိုမြောက်လိုပြောအမှလက်လိုချက်တွန်နဲ့အကုန်လုံးသေကုန်ပြီသေကုန်ပြီရဟောင်မရှင်းလားမရှင်းမနဲ့အဲ့ခါကျမှအောင်ကြည်ညွန့်ဆိုတာကြီးထွက်လာပြီးတော့မှအောင်ကြည်ညွန့်ရဲ့လူမလို့မရှင်းဘူးအစတော့အောင်ကြည်ညွန့်လူမဟုတ်ဘူးနောက်တော့အောင်ကြည်ညွန့်လူပါဆိုအောင်ကြည်ညွန့်ကိုတော့ကပ်ပြီးအောင်ကြည်ညွန့်ရဲ့တမတ်ပါဟိုနီနိုရဲ့မျက်နှာတီးရဲ့လူကအပြစ်လောက်သွားတယ်တော်လိုင်းပြီးမှရှင်းမယ်โอเคပြောင်ကြီးရောရတယ်အဲ့လိုလုပ်လို့ရတယ်လေပြောင်ကြီးမားတက်လိုက်တဲ့လူတို့အရှင်ရှင်စက်ကြေကောက်ရင်လည်းလူတယောက်မားတက်လိုက်တဲ့ကိစ္စကဘယ်သူမှလည်းအဲ့လောက်ရင်မျိုးကတက်လိုက်တဲ့လူတယောက်ကိုအပြစ်တင်မင်းတို့အဖွဲ့ကတော့UGရဲ့အောက်ကနေပြန်ပြေးရမယ်ငါတို့အမိတ်ဩဇာတိမ်မယ်လှုပ်ရမယ်ဆိုပြီးပြန်ခိုင်းလို့ရတာမဟုတ်ဘူးလားနင်တို့က8ရောက်လောက်တက်လိုက်တဲ့လူတယောက်နဲ့တယောက်ပဲတက်တဲ့ပြောင်ကြီးနဲ့ကြတော့ပြောင်ကြီးကိုကြတော့နင်တို့ဖမ်းလိုက်တာနဲ့နစ်ဟမ်နစ်မဟုတ်နစ်နီပါပေါ့တနစ်ကြောနစ်နီပါပြောင်ကြီးကိုကြတော့ပြောင်ကြီးအိမ်ဝင်စီးပြီးမှတခါလေလက်နဲ့အယုံရင်းနဲ့တခါလေတနက်တမိုးကြရွှေကိုတနက်အပြည့်နဲ့ဒရုန်းနေနဲ့ပြောင်ကြီးကိုဖမ်းဖို့ကြတော့နေတော့ဒရုန်းနေနဲ့လာတယ်တခါလေလက်နဲ့အပြည့်စုံတဲ့လူ AR တွေနဲ့လာတယ်ပြောင်ကြီးကိုဖမ်းဖို့ UG ရဲ့ပကဖ MOD တွေကစစ်ခွေးကိုတိတ်ဖို့ကြတော့အဲ့လိုဘာလို့မသွားလဲတမလူတွေအပိမ့်ပိမ့်ခုတ်ခံတိတ်အသားတွေလွာခေါင်းတွေဖြတ်ပြီးတတ်သွားတာစစ်ခွေးတွေအဲ့လိုတတ်သွားတာစစ်ခွေးတွေလာတဲ့ချိန်ကျတော့နင်တို့ drone နေနဲ့ကိုလက်နဲ့အဝတ်ပြည့်စုံနဲ့တိတ်မဲ့လူတွေဘဲချောင်းတိတ်နေတုံးလို့နင်တို့ကစစ်ခွေးကြတော့စောက်ကြောက်ကြီးတွေစစ်ခွေးနဲ့တိတ်မဲ့တက်တက်တိတ်မဲ့ဆိုရင်တော့အနောက်ကနေလန်ပြီးပြေးကြတယ်ဖိလန်ကြီးပြေးကြတယ်